မဖောက်ပြန်ချင်တဲ့ယောက်ျားဆိုတာမရှိဘူးတဲ့ဒီနေ့ပပတော့ဖောက်ပြန်ချင်ကြတယ်တဲ့ငါယောက်ျားတာမီလီယံနာတစ်ထည့်ဖြစ်လို့ကတော့ငါကတော့ပွားပြီဒါပေမဲ့ကွာပြောနေတာပြောနေရသည်လားငါယောက်ျားမီလီယံနာတစ်ထည့်ဖြစ်သွားရင်ဖောက်ပြန်မှာလားမသိဘူးဖောက်ပြန်မှာလားဖောက်ပြန်မှာလားလို့ဖောက်ပြန်မှာလားလို့ငါမြင်နေနော်မီလီယံနာတစ်ထည့်ဖြစ်သွားရင်ဖောက်ပြန်မှာလားလို့အခုပတ်စံမရှိသေးလို့မဖောက်ပြန်တယ်လားမင်းအောင်ငါမီလီယံနာတစ်ဖြစ်တော့မင်းကငါ့ကိုပတ်စံပေးခိုင်းမလားအခုဒီနေ့လိုပဲမင်းအကူပတ်စံမင်းရှိမှထားရအောင်လို့လားမသိဘူးလေလာမပြောတဲ့ဖြစ်တဲ့ဟာကိုလာပြီးမှပုံကြီးချဲမှလာမှပြဿနာလာစားမင်းတို့မိမလေတိုးတက်နေယောက်ျားတွေကတဲ့မဖောက်ပြန်ချင်တဲ့ယောက်ျားဆိုတာမရှိဘူးတဲ့ဒီနေ့ပပတော့ဖောက်ပြန်ချင်ကြတယ်တဲ့ယောက်ျားတယောက်မဖောက်ပြန်ဘူးအရင်နေငင်ကုတ်နေပြီဆိုငါယောက်ျားလိုမျိုးဖြစ်နေပြီဆိုရင် something ပဲတဲ့တခုခုပဲတဲ့ပတ်စံမရှိတာလားလုံးဝဖောက်ပြန်တဲ့အချိန်မရှိအောင်လစ်လို့မရအောင်ကိုခိုင်းနေတဲ့မိန်းမအနောက်ကွယ်မှာရှိလို့လားဘောနော်ပတ်စံမရှိသေးလားအဖွင့်မတာလို့မဖောက်ပြန်သေးရလားဘောနော်ယောက်ျားတွေဆိုတာတဲ့ဖောက်ပြန်မှာဆိုလို့တဲ့တက်တာတဲ့ထိတော့ခတ်သိမ်းထိုင်းတောင်မှတဲ့ဘိုးနဲ့ဖောက်ပြန်တာတဲ့